ဒီကိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Football Enthusiast ရဲ့ YouTube Channel နဲ့ Facebook ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီကနေ့ရဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ပထမဆုံးသင်နဲ့ကျွန်တော်တို့ Chelsea သင်းပေါ့နော် Chelsea သင်းဟာကျွန်တော်တို့ဒါဘုံပေါက်သင်းရဲ့ကွင်းလယ်ကစားသမား Alex Scott ကိုခေါ်ယူဖို့ဒါဇာဘီအလွန်ဆိုကိုတိုင်ကဒီပြောင်းရွှေ့ကိုတွန်းအားပေးလှုပ်ဆောင်နေဆိုပြီးတော့ကျွန်တော်နောက်ဆုံးရသတင်းတွေကကြားသိရတယ် Chelsea သင်းက Morgan Roger ကိုခေါ်ယူပြီးသည့်တိုင်အောင်ကွင်းလယ်မှာ Enzo Fernandez Caicedoဒါလက်လက်သွားတဲ့ Andri Santo ရဲ့နေရာကိုအစားထိုးဖို့အတွက်လာဘီယာရဲ့ကျွန်တော်တို့တရားမကျခဏရတတ်မှုတွေကြောင့်ဒါ Chelsea သင်းနေနဲ့ဒါဘုံပေါက်သင်းရဲ့အသက်22နှစ်အရွယ်အင်္ဂလန်ကွင်းလန်ကစားသမား Alex Scott ကိုဒါခေါ်ယူဖို့စတင်လှုပ်ဆောင်နေပြီဆိုပြီးတော့ကြားသိရတယ်ကျွန်တော်တို့ဒါ Tier 2သတင်းဌာနတွေရဲ့အဆိုအရဆိုရင်တော့ဒါ Chelsea သင်းဟာဘုံပေါက်သင်းကိုတရားဝင်ကမ်းလှမ်းမှုပထမဆုံးအချိန်စတင်ပြီးတော့ပြုလုပ်ခဲ့တယ်ဒါ65တန်းရှိတဲ့ပမာဏနဲ့ကမ်းလှမ်းခဲ့ပေမဲ့ဒါဘုံပေါက်တင်ကတော့သူတို့ရဲ့ကစားသမားကိုမယောင်းချခြင်းတဲ့အတွက်ချက်ချင်းပဲပယ်ချခဲ့တယ်။ဒါသူတို့ရဲ့ကစားသမားကိုအနည်းဆုံးဒါ85တန်းနဲ့80လောက်ရမှဒါလက်လွတ်သွားမယ်။ဘာကြောင့်လဲဆိုတော့ Alex Scott ကိုစိတ်ဝင်စားတဲ့အသင်းတွေထဲမှာManchester United လည်းပါတယ်ကျွန်တော်တို့ Arsenal အသင်းလည်းပါတယ်အတွက်ဒါ Chelsea အသင်းတွေနဲ့သူတို့ရဲ့ပထမဆုံးအချိန်ကမ်းလှမ်းမှုကိုဘုံပေါက်တင်ကပယ်ချခဲ့တယ်ဆိုပြီးတော့ကျွန်တော်ကြားသိရတယ်။နောက်ထပ် Chelsea အသင်းရဲ့သတင်းပုတ်ကိုတွားရမယ်ဆိုတော့ Chelsea အသင်းဟာကျွန်တော်တို့ဒါ Crystal Palace အသင်းရဲ့ပြည်သစ်နောက်ခံကစားသမားဒါလက်ခွကိုခေါ်ယူဖို့အတွက်ဒါသဘောတူညီမှုရရှိထားတဲ့ကစားသမားနဲ့ဒါပေမဲ့ Crystal Palace အသင်းနဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းတဲ့အခါမှာတော့ဒါကျွန်တော်တို့ဆွေးနွေးမှုတွေကနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီးတော့ဒါပြောင်းရွှေ့ခြင်းပမာဏ15တန်းလောက်ပဲကွာဟတော့တယ်ဆိုပြီးတော့ကြားသိရတယ် Chelsea အသင်းနေနဲ့ဒါဒီကစားသမားကို45တန်းနဲ့ကမ်းလှမ်းထားပေမဲ့ Crystal Palace အသင်းကတော့သူတို့ရဲ့ကစားသမားကိုအနည်းဆုံးပေါက်တန်း50 55တန်းလောက်လိုရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့ Daily Mail ရဲ့သတင်းဌာနရဲ့အဆိုအရကြားသိရတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတွားရမယ်ဆိုတော့ဒါ Chelsea အသင်းဟာကျွန်တော်တို့ရှေ့အပြောင်းရွှေ့ရာသီရမှဒါခေါ်ယူထားတဲ့မန်ချက်စတာအသင်းကခေါ်ယူထားတဲ့သူတို့ရဲ့အင်္ဂလန်လူငယ်တောင်ပန်ကစားသမား Alejandro Garnacho ကိုဒါ Aston Villa အသင်းကိုရောင်းချလိုက်ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါအငှားနဲ့ကနဦးပြောင်းရွှေ့မှာဖြစ်ပြီးတော့ကစားသမားရဲ့ပွဲထွက်ခွင့်ပေါ်မူတည်ပြီးတော့ Aston Villa အသင်းနေနဲ့ by obligation မဖြစ်မနေခေါ်ယူရမယ်ကျွန်တော်တို့နောက်ရသည့်အကုန်မှာဒါကြောင့် Alejandro Garnacho အနေနဲ့ Unai Emery ရဲ့အသင်း Aston Villa အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီနောက်ဆုံးမှာတော့ Chelsea အသင်းနေနဲ့သူတို့ရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Alejandro Garnacho ကို Aston Villa အသင်းကိုအငှားအပြက်အငှား plus အပိသက်ခေါ်ယူခွင့်နဲ့ကျွန်တော်တို့ရောင်းချလိုက်ပြီဖြစ်ပါတယ်ဒီသတင်းကိုတင်ဆက်ပေးရတာတော့ Fabrizio Romano ပါနောက်ထပ်သတင်းတစ်ပုဒ်ကိုသွားရပြန်ဆိုရင်တော့ Chelsea အသင်းအခုလောလောလတ်ခေါ်ယူထားတဲ့ဒါတန်း118တန်းဒါပြည်ချိန်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားတဲ့ Morgan Roger ဟာလက်မှတ်ရေးထိုးခဲ့ပြီးတော့ official ကြီးညာသွားခဲ့ပြီ Morgan Roger ကိုခေါ်ယူရေးမှာနောက်ွယ်ကနေကိုဘဲမရဲ့ကျွန်တော်တို့တိုက်တွန်းမှုတွေကိုဘဲမရဲ့အသင်းကိုပြောင်းရွှေ့တာပိုစီးရုံးမှုတွေကအခရာကျခဲ့တယ်ဆိုပြီးတော့ Morgan Roger ကဒီ Chelsea အသင်းရဲ့ဒါ interview မှာထုတ်ဖော်ပြီးပြောကြားခဲ့တယ်ကိုဘဲမအသင်းအနေနဲ့ဒါ Morgan Roger ကိုသူ့ရဲ့ဒါ Man City Academy မှာနဲ့ကနှစ်ယောက်ရဲ့ကျွန်တော်တို့ relationship ကောင်းကိုတိဆောက်ပြီးတော့သူ့အနေနဲ့ဒါ Morgan Roger ကို Chelsea အသင်းကိုပြောင်းရွှေ့ဖို့စီးရုံးခဲ့တယ်ဆိုတဲ့အကြောင်းကို Morgan Roger ကတင်ပြပေး Morgan Roger ကဆိုထားတယ်ပေါ့နော်ဒါ Morgan Roger ရဲ့ပြောင်းရွှေ့မှာလည်းအဓိကအခရာကျတဲ့နှစ်ဦးကတော့ဒါဇာဘီလွန်ဆိုနဲ့ကိုပဲမဖြစ်တယ်ဒါ Morgan Roger အနေနဲ့ကျွန်တော်တို့ဒါ tournament အနေနဲ့ Andri Santo ရဲ့ tournament 16ကိုဆင်ကစားသွားမယ်ဖြစ်ကြောင်းကျွန်တော်တို့ official သတင်းဌာနတွေကသတိရတယ်ပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတွားမယ်ဆိုတော့ Lewis Hall ပါ Chelsea သင်းအနေနဲ့လက်ပတ်နေရာအတွက်ကူကူရဲလာထွက်ခွာထားတဲ့အတွက်သူတို့ရဲ့ဒါကစားသမားဟောင်းဖြစ်တဲ့ Lewis Hall ကိုNewcastle အသင်းကနေခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့ကျွန်တော်နောက်ဆုံးရသတင်းတွေကကြားသိရတယ် Chelsea အသင်းတွေကတော့အပြောင်းရွှေ့အခက်စိတ်လှုပ်ရှားလာကိုတွေ့ရတယ်။မောင်ဆုံးအနေနဲ့ Alex Scott ဒါနောက်ခံကစားသမားအနေနဲ့ Lacroix Alejandro Garnacho ကိုအထွက်ရှိခဲ့ပြီးတော့ဒါ official အနေနဲ့တော့ကျွန်တော်တို့ Morgan Roger ကိုကြေညာနိုင်ခဲ့တယ်။ဒါအပြင်လက်ပတ်အနေနဲ့ Lewis Hall ကိုခေါ်ယူဖို့ဒါစိတ်ဝင်စားနေတယ်ဆိုပြီးတော့ Chelsea အသင်းရဲ့ကျွန်တော်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်ထပ်သတင်းဘက်ကိုတွားရမယ်ဆိုတော့ Chelsea အသင်းရဲ့ဒါ Enzo Fernandez ပါ Enzo Fernandez က Real Madrid ကိုပြောင်းရွှေ့ခြင်းပေမဲ့ Real Madrid အသင်းက Enzo Fernandez ရဲ့ဆိုင် Jose Mourinho က Manchester City အသင်းရဲ့ဒါလက်တလုံးမှာWorld Cup ကိုပူပူနွေးနွေးရရှိထားတဲ့စပိန်အသင်းရဲ့ကွင်းလယ်ကစားသမားအသင်းကောင်းဆောင်ဖြစ်တဲ့ Rodrigo ခေါ်ယူခြင်းနဲ့ဆိုပြီးတော့ကျွန်တော်တို့ Jose Mourinho ကဒါ Real Madrid အသင်းရဲ့ဒါဥက္ကဋ္ဌဖြစ်သူဒါ Florentino Perez ကိုတောင်းဆိုထားတယ်ဆိုပြီးတော့နောက်ဆုံးရတဲ့သတင်းတွေကြားသိရတယ်အစကတော့ဒါ Mourinho က Rodrigo ခေါ်ယူဖို့သူ့အနေနဲ့ဒါကျွန်တော်တို့ဒီ confirmation မလုပ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒါ Mourinho ကိုယ်တိုင်ကို Rodrigo ခေါ်ယူခြင်းကြောင်းကျွန်တော်တို့ Florian Perez ကိုတောင်းဆိုထားတယ်ဆိုပြီးတော့ကြားသိရတယ်။ Rodri ဘက်ကလည်းဒါ Manchester City တင်းရဲ့စာချုပ်သက်တမ်းအသစ်ဒါကမ်းလှမ်းထားမှုကိုအခုချိန်ထိအဆိုင်ခံထားပြီးတော့သူ့အနေနဲ့သူ့ရဲ့ Dream Club ဖြစ်တဲ့ဒါ Real Madrid ကိုပြောင်းရွှေ့ခြင်းကြောင်းဒါ Fabrizio Romano ကတင်ဆက်ပေးထားတာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုသွားမယ်ဆိုတော့ Arsenal အသင်းပါ Arsenal အသင်းအနေနဲ့
သူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ Morgan Roger ကိုလက်လွတ်ပြီးသည့်အချိန်မှာတော့သူတို့ရဲ့အဓိကကွဲလည်ပြင်းမဲ့ကစားသမားဖြစ်တဲ့ Bruno Guimaraes ကိုခေါ်ယူဖို့ Newcastle အသင်းနဲ့ဆွေးနွေးမှုတွေဆက်တက်ပြုလုပ်နေတယ်ဒါပေမဲ့ Newcastle အသင်းကတော့သူတို့ရဲ့ကစားသမားကိုဒါ Ilya Anderson စတဲ့ Morgan Roger စတဲ့ပြောင်းရွှေ့ကြီးဖောင်းပွားမှုကိုအခွင့်ကောင်းယူပြီးတော့ Arsenal အသင်းစီကနေအနည်းဆုံးပေါင်တန်း80 85တန်းဆက်လက်တောင်းဆိုနေပြီးတော့တင်းခံထားတဲ့ပြောင်းရွှေ့ကြီးကို Arsenal အသင်းကတော့သူတို့ရဲ့ကမ်းလှမ်းမှုနှစ်ချိန်ဖြစ်တဲ့ဒါ45တန်းနဲ့ add-on တစ်ခါ55တန်းနဲ့ add-on တစ်ခါဒီနှစ်ချိန်ကမ်းလှမ်းမှုအပြီးမှာတော့နောက်ဆုံးမှာတော့ finalize လုပ်နေပြီးတော့မကြာခင်မှာပဲ Arsenal အသင်းနဲ့ Bruno Guimaraes ကိုခေါ်ယူဖို့ဒါသဘောတူညီမှုရရှိသွားမယ်ဆိုပြီးတော့ကျွန်တော်တို့နောက်ဆုံးရသတင်းတွေကြားသိရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ Newcastle အသင်းကသူတို့ရဲ့ကစားသမားကိုပြောင်းရွှေ့ခြင်းဒါမြတ်ရမှာဒါရောင်းချသွားမယ်ဆိုပြီးတော့ကြားသိရတယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ Anthony Gordon ကျွန်တော်တို့ Tonali စတဲ့ကစားသမားတွေကိုရောင်းချတာဖြစ်တဲ့အတွက်သူတို့ရဲ့အဓိက core player ကစားသမားဖြစ်တဲ့ Bruno Guimaraes ကို Arsenal အသင်းကိုရောင်းချဖို့ကိုအလောတကြီးလှုပ်ဆောင်သွားမှာမဟုတ်ကြောင်းကျွန်တော်တို့နောက်ဆုံးသတင်းတွေကကြားသိရတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကိုတွားမယ်ဆိုတော့ဒါနာမည်ကြီး Manchester United အသင်းပါ။ Manchester United အသင်းကကျွန်တော် Yuri Tielemans, Andre Santos စတဲ့ကစားသမားနှစ်ဦးကိုခေါ်ယူပြီးသည့်တိုင်အောင်သူတို့ရဲ့ဒီယာဒီဒါတတိယမြောက်ကွင်းလယ်ကစားသမားခေါ်ယူမှုအဖြစ်သတ်မှတ်ထားတဲ့ list ကတော့ထွက်ပေါ်လာခဲ့ပြီပေါ့နော်ဒီထဲမှာတော့ဒါရိုမာအသင်းရဲ့ကွင်းလယ်ကစားသမားမာနူကိုနေပါတယ်ဒါအပြင် Alex Scott အဲ့ဒါပြီးပါလီဘာအဲ့ဒါပြီးတော့ကျွန်တော်တို့ဒါချူအာမာနီကာမာဘင်ကစတဲ့ကစားသမားတွေကို United အသင်းအနေနဲ့စိတ်ဝင်စားတယ်ပေါ့နော်ကျွန်တော်တို့ပထမဆုံးအနေနဲ့တင်ဆက်ပေးရမှာဆိုတာ Samuel လက်ထက်ရဲ့အဆိုပါကျွန်တော်တို့ရိုမာအသင်းနဲ့ကျွန်တော်တို့ဒါမန်ချက်စတာရဲ့အရင်ကြားမှာဒါကျွန်တော်မာနူကိုနေအတွက်ဆွေးနွေးမှုတွေကနဦးစတင်လှုပ်ဆောင်နေတယ်ဒါပေမဲ့နှစ်သိန်းကြားဆွေးနွေးမှုတွေကတော့အခုချိန်ထိ advance ဖြစ်နေတဲ့အနေအထားမှာရှိမနေသေးဘူးကျွန်တော်မန်ချက်စတာရဲ့အသင်းအနေနဲ့လည်းသူတို့ရဲ့ဒါဒီကွဲလင်ကစားသမားနေရာအတွက်ဒါမန်နူကိုနေအပြင်တခြားပြင်သစ်ကစားသမားတူဖြစ်တဲ့ PSG မှာနေရာမရဖြစ်နေတဲ့ဒါ Emery ပေါ့နော်ဒီကစားသမားကိုလည်းစိတ်ဝင်စားနေတယ်ဒါအပြင်ပါလီဘာကိုလည်းကျွန်တော်တို့ plan C အနေနဲ့ပြတ်မှတ်ထားပြီးတော့ကျွန်တော်တို့ Alex Scott ဒါမန်နူကိုနေဒါ Emery ဒါအပြင်ချူအာမာနီကာမာဘင်ကစတဲ့ကစားသမားတွေအပြင်ကျွန်တော်တို့ဒါဒေါ့မွန်သင်းကကွင်းလယ်ကစားသမားဖြစ်တဲ့ Philip Nmecha ဒီကစားသမားတွေကတော့ United အသင်းရဲ့ DR တတိယမြောက်ကွင်းလယ်ကစားသမားအဖြစ်ခေါ်ယူရေးမှာတော့ရှိနေစေဖြစ်ကြောင်းကျွန်တော်တို့ဒါလည်းသတင်းဌာနရဲ့ David Ornstein ရဲ့အဆိုအရကြားသိရတယ်ဒါအပြင် United အသင်းတွေကတော့အခုလက်တလောမှာပဲကျွန်တော် Tottenham Hotspur အသင်းရဲ့လူငယ်တောင်ပန်ကစားသမားဖြစ်တဲ့ Thompson ကိုဒါခေါ်ယူလိုက်ပြီဖြစ်ကြောင်း official ကြေညာခဲ့တယ်ဒီကစားသမားကိုခေါ်ယူရမှာတော့ကျွန်တော်တို့အစကတွေးထားသလိုကျွန်တော်တို့လူငယ်အသင်းမှာကစားမှာမဟုတ်ဘဲနဲ့ကစားသမားအနေနဲ့အလင်းသိရင်လင်းသိလို့ကျွန်တော် Aiden Haven လိုပုံစံမျိုးကျွန်တော်တို့ first line မှာလည်းထည့်သွင်းအသုံးပြုသွားမယ်ဆိုပြီးတော့ကျွန်တော်နောက်ဆုံးရသတင်းတွေကကြားသိရတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရမယ်ဆိုတော့ဒါ Ehila အသင်းပါ Ehila အသင်းကတော့ဒါအခုဆိုတော့ Hewitt ကိုသွားပြီး United အသင်းနဲ့လည်းအစားကအတန်တွေထွက်ခဲ့တဲ့ West Ham အသင်းရဲ့တောင်ပန်ကစားသမား Netherlands အသင်းနဲ့လည်းခြေစွမ်းပြခဲ့တဲ့ Summer Bay ကိုကျွန်တော်တို့ဒါပေါင်အားဖြင့်ဒါ60 65တန်းလောက်ရှိတဲ့ပြောင်းရွှေ့ခြင်းနဲ့အိလာသင်းကခေါ်ယူသွားတာဖြစ်ပါတယ်ဒါဒီသတင်းတွေကတော့ဒါနောက်ဆုံးရကျွန်တော်တို့ပြောင်းရွှေ့သတင်းတွေပါဒီရှုပေးတဲ့ညီကိုအားတယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြင်တွေ့ပါမယ်ဗျ